မျက်ဖြေလင်ကသူရီတယောက်ကောင်းမှုရောက်မှုသူတယောက်မှာပြက်လင်ကသာဓမ္မတာဒီရွှေအိမ်နှန်းနဲ့ကျငန်းလက်ခံမပေါင်းရန်လျက်ပျော်စံရိပ်ငိမ်စီးစိမ်မကွာမင်းချမ်းသာကသမုတ်တရားအရှင်မျက်နှာထက်ခဏတက်သည့်ရေပွက်ပမာတသက်လျာဒီကျင်နာတနာငါအာမဒတ်ယခုလွတ်လဲမလွတ်ကြမှာလူတကာတို့ခန္ဓာခိုင်ကြီးအဒီမမြဲဖောက်လွဲတတ်သည်မချို့ဆတာတတဝါဒီရှိခိုးကော်ရောပူဇော်အကျုံပန်ကက်တုံဤခိုက်ကြုံဝိပတ်တန်သာဆက်၌ကြိုက်လက်တုံမူတုံမယူလိုကြီးညိုစိတ်တန်သခင်မွန်ကိုခြံပြီးစင်စစ်အပြစ်မဲ့ရေးခွင့်ရှင်ပေး၏သွေးသည်အနိစ္စငါခန္ဓာတည်အနန္တသူရိယအမတ်